Okay, I think we are live, no? Ma, no? Okay. Okay. အားလုံးပဲမင်္ဂလာပါရှင်ပထမခင် page ကနေကြိုဆိုလိုက်ပါတယ်အခုလို့เนาะမင်္ဂလာရှိတဲ့နှစ်ခင်းမှာကျမတို့ရဲ့ဒါလေးစားအားကြရတယ်ကျမတို့ရဲ့ coach ပေါ့เนาะ coach Stacy ကိုကျမဒီတစ်ပတ်ဖိတ်ခေါ်ထားပါတယ်အဲ့တော့ကျမတို့ရဲ့ဒီနေ့ section မှာတွားခင်ဆိုလို့ရှိရင်ကျမရဲ့ page ကို follow လုပ်ထားရလို့ဆိုတွေ့မယ်ကျမမေ30ရက်နေ့ပြီးခဲ့တဲ့ Friday ကကျမက go live လုပ်ထားတယ်ကျမ go live ကခေါင်းစဉ်က someone who inspire me in this digital business ပေါ့အဲ့ဒါလေးအမရဲ့အကြောင်းကိုဒါကျမရွှမ်းရွှမ်းဝင်အောင်ကျမဒီ coach ကိုကျမ introduce လုပ်ထားတယ်ပေါ့နော်ကျမရဲ့ follower တွေအမအချိန်တိုတွင်းပေါ့ဘယ်လိုတွေအောင်မြင်နေဆိုတာကျမတို့ဘယ်လောက် inspire ဖြစ်တယ်ဆိုတဲ့အကြောင်းကျမ share ထားတာရှိတယ်အမဆိုတော့ဒီနေ့ကတော့ကျမကဒါကျမရဲ့ follower တွေကိုဒါ extra bonus ပေါ့ extra privilege ပေါ့နော်ကိုရသွားအောင်အမ in person ကျမအပြောကြီးပဲမဟုတ်ပဲねအမကိုသူတို့ကိုယ်တိုင်မြင်ဖူးအောင်သူတို့ကိုယ်တိုင်အမစီအကြားဖူးရရှောင်းဒါကျမဖိတ်ခေါ်ထားတာပေါ့နော်အဲ့တော့ကျမရဲ့ဖိတ်ခေါ်မှုကိုလက်ခံပေးတဲ့နော် Master Stacy ကျမတို့ Coach Stacy ကိုကျမအရန်ကိုကျေးဇူးတင်ပါတယ်လို့ပထမဆုံးပြောကြားပါရစေရှင်အဲ့တော့ကျမတို့ဒီနေ့ဟိုနော်အမစီက experience မကြားခင်မှာပေါ့နော်ကျမတို့ပြန်ပြီးတော့မှ self introduction လေးနဲ့ပြန်ပြီးစချင်ပါတယ်အဲ့တော့အမ Coach Stacy ကနေစပြီးမိတ်ဆက်ပေးပါဦးရှင်ဟုတ်ကဲ့ပါအခုလိုမျိုးပေါ့နော်အမရဲ့Margaret King page ကနေပြီးတော့မှညီမကိုဖိတ်ကြားတဲ့အတွက်ကြောင့်မို့ပေါ့နော်အများကြီးကျေးဇူးတင်ပါတယ်ညီမနာမည်ကတော့ Stacy Win ဖြစ်တဲ့ USA California ပြည်နယ်မှာသားလေး3ယောက်နဲ့နေထိုင်တယ်ဒီလုပ်ငန်းလုပ်တာတော့3နှစ်ပြီပေါ့နော်အခုတော့ mentor coach တယောက်အနေနဲ့ပေါ့နော်အားလုံးကိုလမ်းပြပေးနေတယ်ဖြစ်ပါတယ်လို့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်မှာကျမလည်း self introduction နဲ့ပြန်လုပ်ချင်ပါတယ်ကျမနာမည်ပြများခင်ပါရှင်ကျမလည်းနော်ဦးထိုင်းနိုင်ငံမှာပဲပေါ့နော်ဒါကလေးတွေကိုပြုစုစောင့်ရှောက်ရင်းနဲ့တစ်ဖက်တစ်လမ်းက digital marketing business ပေါ့နော်မားတို့ကြည့်ပြီးတော့အားကြပြီးတော့မှကျမလည်းဒီဘက်ကိုဒါခြေစုံပြစ်ဝင်လာတယ်ပေါ့နော်အဲ့တော့ business owner တယောက်လေးဖြစ်တယ်လို့အခုစိတ်ပါဝင်စားတယ်ကျမရဲ့မိတ်ဆွေတွေကိုလည်းကျမလက်တွဲခေါ်နေတဲ့ mentor တယောက်ဖြစ်ပါတယ်လို့အားလုံးကိုတွေ့ရတာအရန်ဝမ်းသာပါတယ်လို့ thank you ပါအမso let's start our question နော်အမနော်Okay အဲ့ဒါဆိုတော့ဒီနေ့ကျမတို့ပြည်သက်တွေလည်းဒါအရန်ကိုစိတ်ဝင်စားတယ်เนาะဗောနော်ကျမလည်းပြောထားတယ်လေဒါကဒါတကယ်ကိုကျမတို့ဒါ in person လည်းမရကျမအပြောနေမဟုတ်ဘူးပေါ့နော်မာစီကလည်းကြားကျင်တယ်လို့ကျမပြောထားတဲ့အတိုင်းပဲအဲ့တော့အမဒီ business ကိုဘယ်ချိန်ကစပြီးတော့မှအဲ့စတော့စပြီးတော့ယနေ့အချိန်ထိပေါ့အမမှာရင်ဆိုင်ရတဲ့အခက်အခဲတွေရှိမှာပေါ့နော်ဘဝမှာဒါဘယ်လုပ်ငန်းမဆိုအခက်အခဲဆိုတာရှိကြတယ်အဲ့တော့ဘာလေးတွေကိုအမရင်ဆိုင်ခဲ့ရလဲအဲ့တော့ရင်ဆိုင်ရတဲ့အခက်အခဲတွေကိုအမဘယ်လိုကြော်လွှားတယ်လဲပေါ့နော်ဒါအောင်မြင်စွာကြော်လွှားနိုင်ခဲ့လို့လေဒီအဆင့်ကိုရောက်လာတာလေအဲ့ဒါလေးတွေကြားချင်ပါတယ်အမthank you ပါဟုတ်ကဲ့ပါဆိုတော့ဒီမိဘကတော့ပေါ့နော်ညီမရဲ့ဒီလုပ်ငန်းကိုစတဲ့အချိန်တုန်းကဖြစ်ခဲ့တဲ့အခက်အခဲတွေဆိုလို့ရှိရင်တော့အများကြီးပဲအမကြီးဆိုတော့ညီမဒီစတွေ့တဲ့အချိန်တုန်းကတော့2020မှာစတွေ့တယ်2020တုန်းကတော့ညီမက full time လုပ်နေတယ်မိခင်ဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီအချိန်မှာတော့ညီမသားလေး2ယောက်ပဲရှိသေးတယ်ကိုဝင်နေပေါ့နော်ဆိုတော့ဒီလုပ်ငန်းကိုညီမ social media ပေါ်မှာပဲသူများတွေနေတူပဲပေါ့နော်ကိုကအခွင့်အလမ်းကိုလိုက်ရှာသူအနေနဲ့တွေ့ခဲ့တာဖြစ်တာပေါ့နော်ဆိုတော့ညီမ full time လုပ်တယ်ဒါပေမဲ့အင်ကန်အရာဆိုလို့ရှိရင်လည်းအဆင်ပြေတယ်ဒါပေမဲ့ကိုရဲ့မိသားစု site ကြီးလာတဲ့အပေါ်မှာဒီလိုနေလို့တော့မဖြစ်ဘူးနောက်ထပ်ပေါ့နော် change တစ်ခုလုပ်ချင်တယ် unlimited income ရမယ့်ဟာနဲ့ကိုပိုင်စီးပွားရေးပေါ့နော်အဓိကကတော့ကိုမိသားစုကိုအချိန်ပေးပြီးတော့မှကိုပိုင်စီးပွားရေးလုပ်ချင်တယ်ဆိုတဲ့အရာလေးကိုတွေးတဲ့အခါမှာညီမအမျိုးမျိုးစဉ်းစားရပေါ့နော်အမျိုးသားကလည်းပြောတယ်ပေါ့နော်ကိုပိုင်စီးပွားရေးလုပ်ချင်တယ်ဆိုလို့ရှိရင်တော့ဆိုင်လေးဖွင့်ရင်ကောင်းမလားစားတော့ဆိုင်ဖွင့်ရင်ကောင်းမလားအဲ့လိုမျိုးပေါ့နော်စိတ်ကူးတွေယဉ်ကြည့်ရပါပေါ့နော်ဆူရှီပဲသွားလို့ရကောင်းမလားအဲ့လိုမျိုးပေါ့နော်တစ်ခုမဟုတ်တစ်ခုဒါပေမဲ့ကိုကဘာလဲစဉ်းစားလိုက်ကိုကလေးတွေကိုအချိန်မပေးနိုင်သေးကြတယ်စားတော့ဆိုင်ဆိုလဲစားတပတ်9ရက်လောက်ဆူရှီလဲတပတ်9ရက်လောက်ဆိုအဲ့လိုမျိုးကြီးကြတော့လေကိုကမွေးထားပြီးသွားပြီဆိုတော့ကိုကမိဘတာဝန်လဲကြည်နေတယ်ပေါ့နော်အဲ့လိုမျိုးကြရင်လည်းကလေးတွေအတွက်လည်းအောင်ဆိုပြီးတော့အချိန်ကိုပေါ့နော်ကိုနည်းနည်းလေးပို့ပြီးတော့မှကိုယ့်ရဲ့ income ကို increase ဖြစ်မဲ့ဟာဘယ်လိုမျိုးလုပ်လို့ရမလဲဆိုပြီးကြည့်တဲ့အခါမှာဒီလုပ်ငန်းကိုသွားတွေ့တယ်ဒီလုပ်ငန်းကတော့ညီမအတွက်ပေါ့နော်တကယ်ဟိုမှာစတွေ့ကြတဲ့ဥပမာဆုံးဖြတ်ပြီးသားပေါ့နော်လုပ်မယ်ဆိုပြီးတော့မှစပြီးတော့ဆုံးဖြတ်ခဲ့တာပေါ့နော်အဲ့လိုဆုံးဖြတ်တဲ့အချိန်မှာလည်းညီမ webinar ကြည့်ပြီးတော့မှပို့ပြီးတော့အားတက်လာတာဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီဟာပြီးတဲ့အချိန်မှာညီမလုပ်မယ်ဆိုရင်အမျိုးသားသွားပြောတော့$149ထည့်ဖို့ပေါ့နော်ပြောတဲ့အချိန်မှာပဲသူကစပြီးတော့ပြောတယ်လေးလာပါဦးပေါ့အခုမှတွေးတဲ့ဟာတစ်ခုပေါ့နော်ဆိုတော့ဟိုအချိန်လေးလာကြည့်ပေါ့နော်သူကတော့မလုံနဲ့လို့အဲ့အချိန်မှာမပြောဘူးညီမကိုဝင်ရှိနေတဲ့အတွက်ကြောင့်ပေါ့ကလေးအရင်မွေးပြီးွားမှနောက်ကျမှလုပ်ပေါ့
တခါပြီးလဲပြီးသွားရောတခါကလေးမွေးပြီးသွားတော့ညီမကဒီလုပ်ငန်းကိုစမယ်လို့ပြောတဲ့အချိန်မှာလည်းသူကအိမ်ဝယ်ဖို့ရှိတယ်ပေါ့မြို့ပြောင်းဖို့ရှိတယ်ဆိုတော့အိမ်ဝယ်ပြီးမှမြို့ပြောင်းပြီးမှလှုပ်ဆိုပြီးတခါထပ်ပြောပြအောင်ဆိုကိုကတော့သူအကောင်းပြောတယ်ပဲထင်တာပေါ့နော်ဒါပေမဲ့တကယ်မြို့တစ်မြို့ကိုဖြောင်းသွားတဲ့အချိန်မှာစပြီးတော့လုပ်မယ်လို့ပြောတဲ့အချိန်မှာသူကစထွက်လာတာပေါ့နော်ဘာလုပ်ငန်းမဲ့ဘာမှမသိပေါ့နော် online မှာကြီးညာတာနဲ့ဒီလိုမျိုးပေါ့နော်မတ်လောက်အောင်ပြောတာတွေမျိုးပေါ့နော်နေကလုပ်ငန်းကိုစချင်ဒါတွေက scan တွေလည်းဖြစ်နိုင်တယ်ပေါ့နော်သူကတော့မလိမ့်တာအတွက်ဆိုရင်တော့ဟုတ်လိမ့်မယ်ဆိုတော့ तू ကတစ်ဖက်ကနေပြီးတော့ကိုယ့်ကိုစိတ်ပူလို့ပြောတယ်ဒါပေမဲ့ तू ကိုယ်တိုင်လည်း webinar တွေမကြည့်ဘူးဒီ email ရဲ့ follow up တွေလည်း तू မဖတ်တာဖြစ်တဲ့အတွက်ကြောင့်မို့သူ့အနေနဲ့ဒီလိုထင်ကောင်းထင်နိုင်တယ်ပေါ့နော်ဒါပေမဲ့ညီမကျတော့ကိုယ့်ဟာနဲ့ကိုလေ့လာတဲ့လူဖြစ်တယ်ဒီမလုပ်တဲ့2နှစ်အတွင်းမှာလည်းပေါ့နော် तू ပေးမလုပ်တဲ့2နှစ်အတွင်းမှာလည်းကိုကတောက်ချုပ်လေ့လာခဲ့တာဖြစ်တယ်တကယ်ဟိုမှာနေတဲ့လူတွေကိုလည်းတွေ့ရတာဖြစ်တဲ့အတွက်ကြောင့်ညီမကတော့အញ្ញမ်းဟိုမှာစိတ်က strong ဖြစ်တယ်ဖြစ်တဲ့အခါကျသူ့ပြောတယ်ပေါ့နော်မဟုတ်ဘူးဒီလုပ်ငန်းဒီလိုမျိုးမဟုတ်ဘူးပေါ့နော်ကိုယ်တိုင်လည်းလေ့လာကြည့်ပြီးသွားပြီအဲ့ဒီအတွက်ကြောင့်မို့သွားမှာဆိုရင်ညီမကသူနဲ့စကားတော့များလိုက်တာပေါ့နော်အခက်အခဲတွေကတော့အများကြီး$149သွင်းဖြစ်သွားတယ်2နှစ်နေမှသွင်းဖြစ်2နှစ်နေမှဒီအခါကျတော့ညီမဒီ pre coaching ကြည့်နေတဲ့အချိန်မှာပဲသူဘေးမှာထိုင်ပြီးတော့နားထောင်ပြီးတော့ဗာပြောလဲဆိုနင်လုံနိုင်မှာမဟုတ်ဘူးဒါကနင်းရဲ့ type မဟုတ်ဘူးပေါ့နော်ဒါကsocial media ပေါ်မှာဆိုတာတကယ်ဟိုမှာတွတ်လက်လက်နဲ့ပေါ့နော်အရင် active ဒီလောက်ပဲလုံနိုင်မှာပေါ့သူကအဲ့လိုမျိုးမြင်တာပေါ့နော်ကိုယ့်ရဲ့ type ကိုသူကဘေးကကြည့်တဲ့အခါကျတော့သူ့အမျိုးသမီးကဒီ type မဟုတ်တော့မလုံနိုင်ဘူးလို့သူကပြောတာပေါ့နော်ဆိုတော့တခုခုကိုချင်းဖြစ်ချင်နေတဲ့လူလည်းဖြစ်တယ်တကယ်လဲ strong mindset ဖြစ်နေတဲ့လူဖြစ်တဲ့အတွက်ကြောင့်မို့သွားမယ်ဒါသူများတွေနီးသူပဲတင်ယူတယ်ဆိုလို့ရှိရင်တော့ရတယ်ပေါ့နော်ကိုကလေ့လာမယ်ဒီဇိုင်းမလုပ်မယ်ဆိုလို့ရှိရင်တော့ဖြစ်နိုင်တယ်ဆိုအဲ့တော့မှပြောမရရင်လည်းလုပ်ခဲဆိုပြီးတော့သူထည့်ပေးလိုက်တယ်ပေါ့နော်ပြောရလို့ရှိရင်တော့ဘယ်လိုပြောမလဲဒါ140ကိုထုတ်တဲ့အစီအကြံသွားတယ်ညီမပြောတဲ့ထဲမှာ140ကိုသူပထမအဲ့လိုမလုပ်နိုင်မှာမဟုတ်ဆိုစကားတွေများပြီးပြန်ထုတ်ခိုင်းတာ2ရက်အတွင်းမှာပြန်လဲဝင်လာတော့သူကတဲ့ပြန်ပေးသားပဲနော်တဲ့$149တဲ့ပေးတာပေါ့လို့ဒီလုပ်ငန်းကလို့ရက်30ပေးမယ်လို့ပြောရတာပဲလို့နင်းထင်နေတယ်လို့မျိုး scam မဟုတ်တာပေါ့နော်ကိုကတော့ပြန်ပြောတာပေါ့တယ်နောက်ကျတော့ညီမမနေနိုင်ပြန်လုပ်မယ်ပေါ့နော်ဘာဖြစ်လို့ तू ကအိမ်မှာနေရတော့မယ်မိခင်ဖြစ်တဲ့အတွက်ကြောင့်မို့အပြင်လုပ်မယ်ဆိုလို့ရှိရင်လေကိုကလေးတွေကိုသူများရှိမှနိုင်ပိုင်းနေနေတော့ကြိုတာပို့တာတွေအတွက်အပ်ရတော့မှာပေါ့နော်ဆိုတော့စာရာနဲ့ကိုပြန်ပြီးသူများပေးရမှာ ਨੇ ဆိုတကယ်တမ်းကြားလို့ရှိရင်ဘာမှလည်းမကြိုက်ဘူးပြီးသွားရင်ကိုကလေးကိုယ်တိုင်ပဲပြုစုကျင်တာဖြစ်တဲ့အတွက်ကြောင့်မို့အဲ့လိုမျိုးကြီးလဲသူများကိုမယုံလို့တော့မဟုတ်ဘူးပေါ့နော်မမြင်နိုင်တဲ့ဘယ်လိုပြောမလဲနော်ဖြစ်လာမယ့်ဟာတွေပေါ်မှာကိုလက်မခံနိုင်ဘူးပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့ညီမအနေနဲ့အပြင်လဲထွက်မလုပ်ချင်တော့ဘူးဒီလုပ်ငန်းကိုပဲညီမfull time အနေနဲ့ပေါ့နော်သွားမယ်ဆိုပြီးတော့မှဒုတိယတစ်ချိန်ပြန်သွင်းပြီးတော့မှလှုပ်ဆောင်ခဲ့တာဖြစ်တယ်ပေါ့နော်ဆိုတော့လှုပ်ဆောင်တဲ့အချိန်မှာလည်းခက်ခဲတွေအများကြီးရှိပါတယ်ညီမတို့ကအိမ်ဝယ်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့ဒီဘယ်လိုပြောမလဲနော်အိမ်down payment ချတာတွေအိမ်အတွက်ပြင်ဆင်တာတွေအဲ့ဒီအတွက်ကြောင့်မို့ပေါ့နော်ညီမတို့မှာခက်ခဲတွေအများကြီးရှိတယ်အဲ့ဒီပုံမှာလည်းညီမလုပ်ငန်းစတင်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့သူ့ဘက်ကလည်းဒီလောက်အခက်အခဲဖြစ်နေတဲ့အချိန်မှာတော့မှညီကမရကုတ်ကပေါ့နော်အသေးစားတယ်ပေါ့နော်သူပြောလို့မနိုင်တော့တဲ့အတွက်ကြောင့်သူစိတ်ဆိုးတဲ့ဟာတွေရှိတယ်ပေါ့နော်ဆိုတော့ဒီလုပ်ငန်းစတဲ့အချိန်မှာဒါကစီးပွားရေးဖြစ်တဲ့အတွက်ကြောင့်ညီမတို့တင်ယူသွားတဲ့အချိန်တွေရှိတယ်ပေါ့နော်အဲ့ဒီအချိန်တွေမှာသူ့အနေနဲ့ပေါ့နော်ဘယ်မှာလဲစီးပွားရေးဖြစ်ပြီးတော့မြင်ပြောတော့သူတို့တွေဒီလောက်ရတယ်ဆိုဘယ်မှာလဲဆိုတဲ့ဟာမျိုးတွေမေးရပေါ့မဟုတ်ဘူးစီးပွားရေးဘောတဘာဝဆိုတာကိုကမတင်ယူပါသေးဘူးပေါ့နော်ကိုလိုမျိုး physically ဆိုင်ဖွင့်တယ်လို့မျိုးဆိုင်မဖွင့်ခင်မှာလဲသူတို့ပြင်ဆင်ရတဲ့အချိန်တွေရှိတယ်တင်တန်းယူရတဲ့အချိန်တွေရှိတယ်ဒီဆိုင်ကိုသူတို့နှစ်နဲ့ချီလနဲ့ချီပြီးတော့မှဒါအချိန်တွေပေးဆက်ခဲ့ရတာတွေရှိတယ်ဖုန်းကြီး၎င်းပဲပေါ့နော်ဒါဆိုင်ဖွင့်လိုက်ပြီဆိုတာတော့မှတန်းပေါ်လာတဲ့ငွေကသူ့ရဲ့အမြက်ထဲကိုတောင်းရောက်သွားတာမဟုတ်ဘူးလေနော်သူ investment လုပ်ထားတဲ့ငွေတွေပြန်ပေါ်ဖို့ဆို at least က2နှစ်3နှစ်5နှစ်အဲ့လိုမျိုးတွေ run ရတယ်ပေါ့နော်ဆိုတော့ဒီမှာအခုမှစတင်တာဖြစ်တဲ့အတွက်ကြောင့်မို့လေ့လာဖို့အချိန်ဆိုတာပေးပါပေါ့နော်ကိုဒီလုပ်ငန်းကိုလေ့လာဖို့ဒီနားလည်ဖို့ဆိုတဲ့အချိန်မျိုးပဲပေါ့နော်ဆိုတော့အဲ့ဒါတွေလုပ်တဲ့အချိန်မှာပေါ့နော်နည်းနည်းတော့စိတ်ကိုအေးစစ်လေးနဲ့လေ့လာချင်တာဖြစ်တဲ့အတွက်ကြောင့်သူ့ကို request လုပ်လိုက်တယ်ပေါ့နော်ဘာမှလာမပြောနဲ့ပေါ့နော်အဲ့လိုမျိုးပြောလိုက်တဲ့အခါကျသူမပြောတော့မပြောရှာပါဘူးဘာမှမပြောတော့ဘူးပေါ့နော်အဲ့မှာပဲညီမကို learning လုပ်တယ်တခါတလေကျရင်စီးပွားရေးလုပ်တဲ့အချိန်ကျတော့စိတ်တက်အတက်အကျဆိုတာတွေလည်းရှိတယ်ပေါ့နော်အဲ့ဒီလို့ရှိရင်လည်းတခုကောင်းတာကဒီ community ထဲမှာပေါ့နော်ညီမတို့ကိုစိတ် mindset ပေါ့နော် mindset ကိုပေါ့နော်တကယ်ဟိုမှာ strong ဖြစ်အောင်လို့ပေါ့နော်လေ့လာစရာတွေကြည့်စရာဗီဒီယိုတွေရှိသလိုဒီ millionaire နေရာနေပြီးတော့လည်းညီမတို့သင်ယူရတာတွေအများကြီးရှိရပေါ့နော်အဲ့ဒါတွေကတော့ညီမအတွက်တကယ်ခွန်အားဖြစ်တယ်
ညီမမသိတဲ့အရာမှန်သမျှကိုကိုယ့်ရဲ့ dictionary လို့ပြောပေါ့နော်တကယ်ဟိုမှာဒီ training site ထဲမှာအကုန်လုံးplan လောက်လို့ရတာဖြစ်တဲ့အတွက်ကြောင့်ဒီလုပ်ငန်းကညီမအတွက်ပေါ့နော်တကယ်ဟိုမှာဘဝကိုချင်းချင်းဖြစ်စေခဲ့တာဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့တော့ဒီထဲမှာအခက်တချို့လဲ reason ပေါင်းအများကြီးရှိတယ်တချို့ကသူတိုင်းလို့ရှိနေတယ်ကျမတို့ pre-post ဟိုဟာ webinar မကြည့်အားလို့တချို့လဲ$149ပေးပြီးတော့ pre-post မကြည့်အားလို့လုပ်ငန်းစာမှာဒွိဟဖြစ်နေတဲ့လူတွေပေါ့နော်ဆိုတော့ဘယ်အရာပဲဖြစ်ပေါ့နော်အဓိကတော့ကိုယ်တိုင်တကယ်ချင်းချင်းဖြစ်ချင်တယ်ဆိုလို့ရှိရင်အဲ့ဒီအခက်အခဲလေးတွေဆိုတာအသေးလေးတွေဖြစ်တယ်ပေါ့နော်ညီမဆိုလို့ရှိရင်လဲဒါညီမဒီလုပ်ငန်းစတဲ့အချိန်မှာဘေးပတ်ဝန်းကျင်အမျိုးအဲ့ဒီဟာတွေကနေပြောတဲ့ဟာတွေလည်းရှိရပေါ့နော်ညီမတွေရှောက်လုပ်နေရလဲဒါဟိုတရားမဝင်တာဖြစ်ခဲ့လို့ရှိရင်ပေါ့နော်ဒီထောင်ကျနေအောင်မယ်ပေါ့အဲ့လိုမျိုးတွေလာပြောတဲ့လူတွေတောင်ရှိရပေါ့နော်ဒါပေမဲ့အဲ့ဒီစကားတွေကိုညီမနားထောင်ပြီးတော့ကြောက်တဲ့စိတ်နဲ့ရက်ခဲ့မယ်ဆိုဒီလိုမျိုးအောင်မြင်တဲ့နေရာရောက်မှာမဟုတ်ဘူးအဓိကတော့ကိုလုံးမဲ့ရဲ့အသေးစိတ်ကိုကိုအစအနေပြီးတော့အဆုံးထိနားလည်ဖို့လိုတယ်အဓိကညီမဒီလုပ်ငန်းကိုလုပ်ရဲတာလဲတရားဝင်စီးပွားရေးဖြစ်လို့လုပ်ရဲတာဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီအချက်တွေကအများကြီးကိုစိတ်ထဲမှာခိုင်လုံမှာဖြစ်တဲ့အတွက်ကြောင့်ဘသူတွေပါလာပြောပေါ့နော်ညီမကယူမဆိုင်ဘူးကိုလိုချင်တဲ့ဘန်းတာကိုရအောင်သွားမယ်ဆိုတဲ့စိတ်နဲ့သွားခဲ့တာဖြစ်တယ်ပေါ့နော်ဆိုတော့ဟုတ်ကဲ့ပါညီမအခက်အခဲတွေကတော့အများကြီးပဲပြောရမယ်ဆိုတော့ညီမဒီလုပ်ငန်းမလုပ်ခင်အားဆိုလို့ရှိရင်လည်းအိမ်ဝယ်တာဖြစ်တဲ့အတွက်ကြောင့်ညီမနဲ့သူနဲ့ဟိုဘယ်လိုတိုင်ပင်သားလဲဆိုတော့အိမ်ဝယ်တယ်နေ့တစ်ယောက်တည်းသူတစ်ယောက်ပဲအလုပ်ရှိတော့တာကိုသူတစ်ယောက်တည်းအိမ်ကန်းနဲ့ဝယ်မှာဖြစ်တဲ့အတွက်ကြောင့်မို့အိမ်ပေးမှပေးမှာဖြစ်တဲ့အတွက်ကြောင့်မို့ property tax ဆိုတဲ့ဟာရှိရပေါ့နော်နှစ်ကုန်ရင်ပေးရမယ်ညီမတို့အိမ်ကဒီမှာ6သိန်းကျော်9သိန်းနဲ့ဝယ်ရဆိုရင် property tax ကတစ်နှစ်ကို1000ကျော်လောက်ပေးရတယ်ပေါ့နော်ဆိုတော့အဲ့ဒီဟာကဘိုးကြေဝါလဲညီမတို့က lifetime ပေးနေရမှာဖြစ်တယ်အိမ်ဘိုးကြေဝါလဲဒါမြေကုန်ဆိုတာပေးရတယ်ပေါ့နော်ဆိုတော့အဲ့ဒီဟာကိုညီမကအစဆိုလို့ရှိရင်အလုံးမရှိတဲ့အတွက်ကြောင့်မို့ဘယ်လိုစဉ်းစားရလဲဆိုတော့နေ့ stock ပေါ့နော်နေ့ကုန်ကြီးရတဲ့ stock ကိုတစ်နှစ်ကို2ကြိမ်တော့ရောင်းရမယ်2ကြိမ်ရောင်းပြီးတော့မှဆက်ပေါ့နော်အဲ့ဒီဟာကို property tax ပေးဖို့ဖယ်ပေါ့နော်အဲ့လိုမျိုးတွေစဉ်းစားရတယ်ပေါ့နော်ဆိုတော့ဒါပေမဲ့အရင်ခက်ခဲတယ်ကိုမိသားအခြေအနေပေါ့နော်ဘယ်လိုပြောမလဲငွေကလေးတွေကိုလည်းကျူရှင်နေမထားနိုင်တော့အရင်တော့ကတော့နှလုံးလုပ်တဲ့အခါကျတော့ကျူရှင်ထားနိုင်တယ်သူတို့ရဲ့လိုရာတွေသုံးပေးနိုင်တယ်ပေါ့နော်ဆိုတော့အခုကျတော့ကိုကအလုပ်ထွက်လိုက်တဲ့အခါကျတော့အဲ့လိုမျိုးမိသားစုမှာအကျက်တဲလေးတွေဖြစ်တဲ့အခါကျတော့ငါဒီဟာကိုလုံးထွက်ဖို့ဆိုရင်ကိုယ်တိုင်ဒီလုပ်ငန်းကိုအောင်မြင်အောင်လုပ်မှရမယ်ကိုယ်တိုင်လည်းတကယ်စိတ်ပါတာဖြစ်တဲ့အတွက်ကြောင့်လုပ်မယ်လို့ဆုံးဖြတ်ခဲ့တဲ့အတွက်ကြောင့်ပေါ့နော်ဒီတစ်နှစ်အတွင်းမှာပဲညီမတို့သူ့ stock တွေလည်းရောင်းစရာမလိုတော့ဘူးပေါ့နော်ဒါကိုယ့်ရဲ့ income ကလည်း unlimited ဖြစ်လာတယ်ကလေးတွေကိုလည်းလိုအပ်တာတွေထားလာနိုင်တယ်ဆိုတကယ်ဟိုမှာညီမအတွက်ကတော့ဒါ challenge အကြီးပဲပေါ့နော်စလုပ်ကြတဲ့ဟိုဘေးကနေဖြတ်တဲ့ဟာတွေရောပတ်ဝန်းကျင်ကဖြတ်တဲ့ဟာတွေရောကိုအခက်အခဲနဲ့ကိုမိသားစုထဲမှာဒါအိမ်ဝယ်ပြီးသွားတဲ့အခါကျတော့ကိုမိသားစုအတွက်အခက်အခဲရှိတဲ့ဟာတွေရောဘယ်လိုဖြေရှင်းမလဲဆိုတဲ့ဟာတွေရောပေါ့နော်ဒါတွေအကုန်လုံးဒီ business ကနေပြီးတော့ညီမအတွက်အများကြီး result တွေရော benefit တွေရောအများကြီးရခဲ့ပါတယ်လို့ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်အမ sharing so inspiring เนาะအားကြောင့်ကျွန်မလည်းအခုက topic ကိုသမင်းကိုone section ယူပြီးတော့ကိုပြောခဲ့တာပေါ့เนาะဒါကကျွန်မအတလူမျိုးပဲအရှင်လက်လူကိုခါမြင်ရအောင်ကြားအောင်ဒါကြောင့်ကျွန်မဖိတ်ခေါ်ခဲ့တာပေါ့เนาะအခုအမပြောပါ summarize လုပ်ရမယ်ဆိုလို့ရှိရင်ကျွန်မပြောခဲ့အတိုင်းပဲဘယ်ဘာမဆိုဒီ life changing တခုကိုလေအထူးသဖြင့် negative ဆိုလွယ်တယ်လူ့ဘဝမှာလေ negative ဖြစ်ဖို့ပျက်စီးဖို့အရန်လွယ်တယ်ဒါပေမဲ့ positive account ဘက်ကို change ဖို့ဆိုလို့ရှိရင်လေ resistant force ကအရန်များတယ် anger မျိုးစုံကလာတယ်ပေါ့နော်ပထမဆုံးကတော့အမပြောသလိုပေါ့နော် self limiting belief ပေါ့နော်ငါလုံနိုင်ပါမလားဘာဖြစ်တယ်အမျိုးမျိုးပေါ့နော်ကို self doubt လေမတတ်နိုင်ရှိဘူးလေအဲ့ self limiting belief ကိုက overcome လုပ်ပြီးသွားပြီဆိုရင်တော့မှကိုယ့်ရဲ့ပတ်ဝန်းကျင်မှာအခုအမလိုမျိုးပေါ့ကိုယ့်ရဲ့ပတ်ဝန်းကျင်ဆိုအမဆိုရင်အိမ်ထောင်ရှင်မဖြစ်ကြမှာကိုယ့်ရဲ့ spouse ကိုညှိနှိုင်းရတယ်ဆွေးနွေးရတယ်ပြီးတော့2နှစ်တောင်အချိန်ယူရတယ်နော်149ကိုလည်းတွင်းလိုက်ထုတ်လိုက်နဲ့တွင်းလိုက်ထုတ်လိုက်နဲ့အဲ့ဒီဒဏ်တွေကိုလည်းကိုခံရတယ်အကြိုင်း negotiate လုပ်ရတယ်နော်နောက်ပြီးတော့မှဘယ်လိုခေါ်မလဲပတ်ဝန်းကျင်ပေါ့နော်အမျိုးသားမလောက်စေချင်တဲ့ resistant force က reason မျိုးစုံပေးမှာပဲအဲ့တော့ तू က reason မျိုးစုံပေးမဲ့ဒါ scam ပါဟာလာခုနပြောသလိုပေါ့မျိုးကိုဝင်ရှိနေလို့ကိုဝင်အခလေးမွေးပြီးသွားတော့လဲဘာဖြစ်လို့ညာဖြစ်လို့ဆို reason မျိုးစုံပေးပြီးတော့ object လုပ်မယ်နော် object မလုပ်ဖြစ်အောင်ဒီလိုမျိုးပဲမျိုးစုံတိုက်ခိုက်မယ်အဲ့လိုပဲပတ်ဝန်းကျင်ကလည်းအမကခုနပြောသလို legitimate မဟုတ်ရင်အချုပ်နှောင်ဘာညာပေါ့နော်ချင်းချောက်မှုတွေအများကြီးရှိတယ်အဲ့ဒါဒီကို overcome လုပ်နိုင်တဲ့တတ်သိဆိုတာလေဒါနည်းနည်းတော့တတ်သိမဟုတ်ဘူးပေါ့နော်အမျိုးသမီးတယောက်အနေနဲ့ဒီမှာကျမမြင်တာကတော့အမမှာ negotiation skill လည်းကောင်းတယ်ခုနပြောတဲ့ကျမတို့ပြောလူဘဝဆိုတာလေဟို jump out of your comfort zone ဆိုတာလေ risk အတိုင်းအတာတစ်ခုတည်းယူရတယ်
လူတွေအများစုက risk နည်းနည်းမှမယူချင်ဘူးအကုန်လုံးအသာစီးပဲလိုချင်တယ်ဆိုလောကကြီးမှာမရပါဘူးเนาะအဲ့တော့အောင်မြင်တဲ့လူတိုင်းအားလုံးကကျမကြည့်လိုက်တာ risk taker တွေပဲเนาะ you don't know the unknown ပဲဒါပေမဲ့ you just believe in yourself လေယုံကြည်နေတယ်စိတ်ထဲမှာအလိုလိုနေကိုယုံကြည်နေတယ်အမကိုကျမအဲ့ဒါကြားရတယ်ကျမခံစားကြည့်လို့လည်းရတယ်အမစီမှာဘာမှတော့မသိဘူးဒါပေမဲ့ကိုယုံကြည်မှုရှိတယ်ငါအောင်မြင်မယ်ဆိုတဲ့စိတ်အမစီမှာအပြည့်ရှိတာကိုကျမဒါခံစားကြည့်လို့ရတယ်ဒါကြောင့်မို့အမမှာလည်းခုန perseverance ပေါ့ပြောမှာဆိုမဆုတ်မနစ်တဲ့ဇွဲအဲ့ဒီဇွဲလည်းရှိနေတဲ့ခါကြတော့ဘယ်သူနဲ့ပဲညှိနှိုင်းရ society နဲ့ပဲညှိနှိုင်းရအမဒါရအောင်ညှိနှိုင်းခဲ့တယ်နောက်ပြီးတော့မှof course daily consistent เนาะအမရဲ့ dedication နဲ့ effort မပါဘဲနဲ့ဒီလောက် stage တော့မရောက်လာဘူးပေါ့เนาะဒါတွေကကျမတို့ဒါ learn လုပ်ရတဲ့အချက်တွေပေါ့เนาะဒါအရန်ကိုเนาะတင်ယူရပါတယ်ပေါ့เนาะနောက်တစ်ခုကကျမတို့ယောဂါတွေဖြစ်နေအောင်မှာအဲ့လိုပဲလို့တခုခုကိုယ်ပဲဖြစ်ကျမတို့ယောဂါပြိုးတဲ့ကာလဆိုတာရှိတယ် incubation period ပေါ့စီးပွားရေးမှာလည်း incubation period ရှိတယ်ပြိုးရတဲ့ကာလဆိုတာရှိတယ်ခုဝင်လာခုချက်ချင်းမရပါဘူးဒါကျမတို့မျိုးစိချတာအမလည်းပြောပြီးသွားပြီကျမတို့နေတိုင်းရေလောင်ပေါင်းတင်ရတယ်လေ့လာရတယ်ကိုယ့်ရဲ့လုပ်ငန်းကိုเนาะကျမတို့စီးတဲ့မြင်အခြေလားအမလားခွာဘလို့လဲအသိအောင်လုပ်ဖို့ဆိုတာလေအချိန်ယူရတယ်ပေါ့เนาะအဲ့ဒါလေးလည်းအမ highlight လုပ်သွားတာကျမတို့အများကြီး learn လုပ်ရပါတယ်เนาะ emotional အတက်အကျရှိတာကိုလည်းဒါကျမတို့လူသားဖြစ်ကြောင်ဒါလက်ခံရမယ်သို့တော့ကြာရင်လည်းအကြာကြီးမကြာဘူးကိုပြန်ဆွဲတင်နိုင်တယ်เนาะရဲရင်တဲ့အမျိုးသမီးဖြစ်တယ်ဆိုတာလည်းကျမတို့ဒါတွေ့ရတယ်ပေါ့เนาะ thank you အဲ့တော့အမအရန်ကို strong mindset ဖြစ်ပါတယ် so let's move to another question เนาะအမ thank you ပါအဲ့တော့အမအနေနဲ့ပေါ့နော်အခုကလေးအခုမှပြောထားမှာပါသွားပြီကလေးကလည်း3ယောက်ဖြစ်သွားပြီနော်အဲ့တော့ကလေး3ယောက်လည်းဖြစ်သွားပြီပြီးတော့မှအခုအောင်မြင်တာလည်းကျမတို့ကြည်တာသူများအောင်မြင်တာထက်အမအရန်မြန်တယ်အမရဲ့ pace ကအရန်ကိုမြန်တယ်အဲ့တော့အမခုနပြောရတဲ့မှာတော့တော်တော့ပါသွားပြီပေါ့ဒါပေမဲ့အမနောက်ထပ် additional ပေါ့ ingredients ပေါ့အမစမှာ secret sauce tips ပေါ့အဲ့ဒါဘာလဲဒီလောက်မြန်ဒီလောက်အချိန်တိုတွင်းမှာဒီလို result ရအောင်5 figure ရရဆိုတာတော်တောင်မဖြစ်နိုင်ဘူးလေเนาะအဲ့လိုရအောင်အမဘယ်လိုမျိုးဟာပေါ့လေ tips လေးတွေ share ပေးပါဦး thank you ပါဟုတ်ကဲ့ပါအမဆိုတော့ညီမကတော့အဓိကကတော့ပေါ့နော်ညီမတို့ဒီလုပ်ငန်းမှာတော့ဘယ်လိုပြောမလဲ secret ဆိုတဲ့ဟာတော့မရှိဘူးပေါ့နော်အဓိကဒီ training site တွေအကုန်လုံးကလည်းအခုအောင်မြင်နေတဲ့လူတွေအကုန်လုံးလည်းဒီ training site ကိုသုံးတာဖြစ်တယ်။ဒါပေမဲ့ training site ကိုတချို့ကြလည်းသွားပြီးတော့ကိုယ့်လုပ်ငန်းမှာပြန် apply မလုပ်တာပေါ့နော်။ apply မလုပ်လို့ရှိရင်တော့ပြန်ပြီးတော့မှဘယ်လိုပြောမလဲကိုလိုချင်တဲ့result ကိုထွက်လာမှာမဟုတ်ဘူးပေါ့နော်။အဲ့တော့တချို့ကြလည်းသွားတယ်စာအုပ်ကြီးအတိုင်းပေါ့နော်။ဒါစီးပွားရေးဖြစ်တဲ့အတွက်ကြောင့်မို့ကိုလိုချင်တဲ့လိုမျိုး play လို့ရတယ်ပေါ့နော်။ဆိုတော့ညီမတို့ဒီမှာကောင်းတာဘာမှချုပ်နှောင်တာမရှိဘူး။ကိုဘယ်လိုမျိုး creation mindset နဲ့တွားခြင်းလဲကိုဘယ်လိုမျိုးကိုယ့်ရဲ့ story ကိုချပြခြင်းလဲပေါ့နော်ဒါကိုရီဖြစ်နေတဲ့တကယ် story ကိုချပြတာဖြစ်တဲ့အတွက်ကြောင့်မို့ဒါပို့ပြီးတော့လဲပေါ့နော်ဒီဘယ်လိုပြောမလဲပြောရရင်လေးလာသူဘက်ကသူတို့ရဲ့အကြောင်းအရာနဲ့ပြန်ရှင်းကြည့်လို့ရတယ်နော်ဒီလိုလူတွေကလည်းဒီလိုမျိုးလုပ်လာတယ်သူတို့လည်းဒီလိုအခက်အခဲတွေရနေပြီးတော့မှအောင်မြင်လာတယ်အဲ့ဒါမျိုးလေးတွေကိုသူတို့တွေ့လာတဲ့အခါမှာသူတို့အနေနဲ့လည်းဒီစီးပွားရေးကဒါမျိုးတွေကိုဒါဖြည့်ရှင်းလို့ရတယ်ဒီစီးပွားရေးကနေတကယ်ဒါတွေက result ရတယ်ဆိုတော့သူတို့ဒါတကယ်လက်ခံလာတယ်ပေါ့နော်ဒီထဲမှာအောင်မြင်နေတဲ့လူတွေဒူးနယ်တီးနဲ့အများကြီးရှိတယ်ပေါ့နော်ညီမတို့ဒီ5 figure 6 figure ရတယ်ဆိုတာထက်လစဉ်ပေါ့နော်သိချီပြီးနေတဲ့လူတွေလည်းရှိတယ်ပေါ့နော်ဆိုတော့ဒါတွေဆိုလို့ရှိရင်သူတို့ system ကိုပဲသုံးတာပဲဖြစ်တယ်အဓိကတော့ဘာလဲဆိုတော့ဇွဲရှိတာရယ်ဇွဲရှိတယ်တချို့ကြလည်းပြောတယ်အမသူတို့တွေကကံကောင်းလို့ပေါ့နော်ကံကောင်းတာနဲ့မဆိုင်ဘူးလို့ညီမထင်တယ်ပေါ့နော်အဓိကကတော့ကိုက design မမှန်နဲ့ပေါ့နော်ကိုယ့်ဘက်ကနေမလျော်သောဇွဲနဲ့အမြဲတမ်းလှုပ်ဆောင်သွားမယ်ဆိုလို့ရှိရင်ဂျင်းတဲ့ပန်းတိုင်ကရောက်လာမှာဖြစ်တယ်အဲကြလို့ရှိရင်လေကိုယ့်ရဲ့ result တွေမြင်လာတာဖြစ်တဲ့အတွက်ကြောင့်ကိုကပို့ပြီးတော့မှစူးစမ်းကျင်လာတယ်အဲ့ဒီအခါမှာတော့ကိုယ့်ရဲ့ကံကနောက်ကနေလိုက်လာတာဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကြောင့်မို့ဘာမှပြောရချက်မရှိဘူးအဓိကကတော့သူများပိုနားမလဲတဲ့အရာတစ်ခုဆိုလို့ရှိရင်တော့ညီမကသူများထပ်ပို့ပြီးတော့အချိန်ပေးရပေါ့နော်သူများက1နာရီ2နာရီနဲ့ရတယ်ပြောရင်ကိုယ့်အတွက်ကတော့4နာရီလည်းဖြစ်ချင်းဖြစ်တယ်5နာရီလည်းဖြစ်ချင်းဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးလေးတော့ညီမအချိန်ပို့ပေးဖြစ်တယ်ပေါ့နော်ဆိုတော့ကလေးတွေ AB ဆိုတာနဲ့သူAB ဆိုတာနဲ့ကို training တွေသွားစရာရှိရသွားတယ်လေ့လာစရာတွေရှိရတယ်လေ့လာတယ်အများရန်လိုပေါ့နော်ဟို Facebook ပေါ်မှာသုံးနေဆိုရင်တော့မှအရင်တော့ဆိုရင်သူများတွေ entertainment ဟာတွေရှောက်လိုက်ကြည့်တာများတယ်ပေါ့နော်ဒါပေမဲ့ဒီစီးပွားရေးလုပ်ပြီးကြတဲ့က
ညီမအကျိုးပိုရှိလာတယ်ပေါ့နော်ကိုလုပ်ငန်းအတွက်ဘယ်ဟာတွေကအသုံးဝင်လဲဘယ်လိုမျိုးလေးတွေလေ့လာရမလဲဒီအောင်မြင်နေတဲ့လူတွေကနေပြီးတော့မှဘယ်လိုမျိုးတွေလှုပ်ဆောင်ပြီးတော့အောင်မြင်အဲ့အကြောင်းအရာလေးတွေလောက်ပဲညီမသွားပြီးတော့မှလေ့လာဖြစ်တယ်ပေါ့နော်ဒါတွေကတော့ညီမအတွက်ကောင်းတဲ့ tips တွေပြန်ရတာဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ကြောင့်အခုလှုပ်ဆောင်နေတဲ့လူတွေကိုလည်းညီမအနေနဲ့အားပေးချင်တာကတော့ကိုလုတ်တဲ့စီးပွားရေးအပေါ်မှာပေါ့နော်အချိန်ပေးပါပို့ပြီးတော့လည်းအားစိုက်ပါပို့ပြီးတော့လည်းပေါ့နော်ဟိုဘယ်လိုပြောမလဲနော်ကိုအားနေနေတယ်ဆိုပြီးတော့ကိုဟာနဲ့ကိုလည်းအားမငယ်နဲ့ပေါ့နော်ငါလုံနိုင်တယ်ဆိုတဲ့စိတ်နဲ့သွားပါပေါ့နော်ဆိုတော့မြန်စရာလည်းမလိုသလိုနှေးစရာလည်းမလိုဘူးကိုသွားနိုင်တဲ့ခြေလမ်းလေးနဲ့သွားရဲဆိုလို့ရှိရင်တော့ဒီနေ့ကိုလိုချင်တဲ့ပန်းတိုင်ကရောက်မှာဖြစ်တယ်ပေါ့နော်ဆိုတော့အဓိကကတော့လုံးဝရက်ချမရက်ချဖို့ပဲလိုတာပေါ့နော်အဲ့လိုရက်ချလိုက်တယ်ဆိုလို့ရှိရင်တော့ဘယ်စီးပွားရေးပဲဖြစ်ဖြစ်ကြာရှုံးမှာပဲဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီအတွက်ကြောင့်မို့လုံးဝမရက်ချပါနဲ့ကိုပင်မနေဆိုရင်တော့မှနားလို့ရတယ်ဒီစီးပွားရေးမှာဒါပေမဲ့ကိုပြန်စတဲ့အချိန်မှာကိုအတွက်ကိုပေါ့နော်ခွန်အားပြင်းနဲ့ပြန်စပါလို့ညီမကတော့ဒီကနေပြီးတော့မှပြောပြချင်ပါတယ်လို့ဟုတ်ကဲ့ပါအမ thank you ပါအားလဲနာတယ်မှာတားလေးကလည်းအိတ်ချင်နေပြီတကယ် late evening ဖြစ်နေပြီပေါ့နော်ကျမတို့ကတော့ဒါမနက်ခင်းဆိုတော့ energy အပြည့်နဲ့ fresh ဖြစ်နေအမတားလေးကလေးတွေကတော့ battery down သွားပြီပေါ့နော်ပြောမယ်ဆိုတော့အဲ့တော့အမအရန်ကိုကျေးဇူးတင်တယ်တော့ကလေးမိခင်တယောက်အနေနဲ့ဒီလောက်ထိမြန်အောင်မြင်တာနော်ဆိုလို့ရှိရင်ခု sharing လုပ်သွားတာဆိုအမပြောသလိုပါပဲကျမတို့ကဒါဒီ business က transparency ပေါ်မှာမူတည်အခြေခံထားတာဘယ်ဟာမှရုပ်ဝတ်ထားတာမရှိဘူးเนาะအားလုံးက transparent နေပဲလူတိုင်းကို same standardized system ပေးထားတယ် Europe ကပဲ join US ကပဲလုပ်တဲ့ business partner ဖြစ်နေမြန်မာပြည်ကပဲလုပ်တဲ့ business partner ဖြစ်စေအားလုံးက same system ကိုပေးထားတာဖြစ်တယ်အောင်မြင်မှုကြာရှုံးမှုက you are the only variable လို့အများအားပြောတယ်ဒီ business မှာကိုယ့်ပေါ်မှာမူတည်တယ်ဘယ်သူ့ပေါ်မှာမမူတည်ဘူးဆိုတာဒါအမကဒါအများကြီးဒါကျမတို့ဒါပြသွားတယ်ပေါ့နော် training site ကိုအားလုံးသွားကြတာပဲသွားကြတာချင်းအတူတူလူတွေအားလုံးကလေကိုယ့်ရဲ့ intellectual level မှာပဲ entertain လုပ်နေကြတာ knowledge မှာပဲ entertain လုပ်နေ they don't apply နော် apply လုပ်တဲ့လူတိုင်းအောင်မြင်မှုရကိုရတယ်နော်အဲ့တော့ဟိုလေ့လာတယ် apply လုပ်တယ်လေ့လာတယ် apply လုပ်တယ် not just training site ပေါ့နော်အမတို့ရဲ့လုပ်ပေးတဲ့ဒါစေတနာနဲ့အပတ်တန်းလုပ်ပြီး power hour ဖြစ်စီကျမတို့ရဲ့ weekly mastermind ဖြစ်စီအများအားကကျမတို့ကဟို sharing လုပ်ပေးနေကြတယ် business ကိုရဲ့နီးနာတွေအများနဲ့ sharing လုပ်ပေးနေတယ်အဲ့တော့ပြန်ပြီး apply လုပ်တဲ့လူဆိုတာအောင်မြင်ပါပဲအမပြောသလိုပဲ5 figures အမလည်းမကြခင်6 figure ရောက်မှာပါเนาะဘာလို့ဆိုအမရဲ့ဇွဲရှိတယ်စူးစမ်းတယ်ခုနအမတို့ဟိုကျမမြင်ရတယ်ခံစားလို့ရတယ်ကလေး3ယောက်ဝင်မယ်ကလေးတွေမှာလည်းမလစ်ဟင်းဘူးဘက်ဆုံးပေါ့เนาะမိခင်တယောက်အနေနဲ့ဒါကလေးတွေအိမ် I have no doubt အမသွားပြီးတော့မှလေးလာဦးမှာပဲအမရှာနေဦးမှာပဲဘာလို့ဆိုစူးစမ်းခြင်းတဲ့လူအောင်မြင်ခြင်းတဲ့လူကတော့အမြဲတမ်းစူးစမ်းနေမယ် not depend on luck ပေါ့အောင်မြင်နော် luck ရှိလို့ဒါဖြစ်လာတာမဟုတ်ပေါ့ luck ဆိုတာအလုပ်ပါပဲပြောမယ်ဆိုနော်ကံဆိုတာလေကံကောင်းတယ်ဆိုရဲဆိုကံဆိုတာအလုပ်ပဲဆိုတဲ့ဟာလေးပေါ့နော်အဲ့တော့ကျမအရန်ကိုကျေးဇူးတင်တယ်ဆိုဒီမှာပြောရမယ်ဆိုလို့ရှိရင်ခြုံပြီးစကလုံးနဲ့တစ်လုံးနဲ့ပြောရမယ်ဆိုလို့ရှိရင် nothing good ever come easy နော်ကောင်းတဲ့အရာဘယ်တော့မှလွယ်လွယ်ကူကူမရဘူးကျမတို့ရဲ့အမကျမတို့ရဲ့ pain sweat အနောက်မှာ dedication အများကြီးရှိတယ်လူတွေက behind the scene ကိုမမြင်ဘူး behind the scene မှာအများကြီး struggle ရှိတယ်ဆိုတာလူတွေကမသိဘူးလွယ်နဲ့ဝေရတယ်လို့လူတွေအချိန်မှားကြမှာဆိုတော့အချိန်ပေးရမယ်စိတ်ရှိရမယ် I can ဆိုတဲ့ attitude ရှိရမယ်ပေါ့နော်စိတ်တကြပိုင်းတော့ပြန်ဆွဲတင်ပြီး I can do it ပဲနော် so thank you very much thank you very much so the last one ကအဲ့တော့ဒါကတော့ advice ပေါ့အမလည်းခုနတော်တော်များများတော့ပြောသွားပါဘူးအဲ့တော့အမဒီမှာဟိုပါပေါ့နော်ကျမတို့ follower ထဲမှာအခုစချင်တဲ့မိခင်တွေနော် follower တွေရှိတယ်ကျမတို့ဆိုလဲတောက်လျှောက် follow လုပ်နေတယ်ဟိုပြောမယ်ဆိုလေဒီကျမတို့ရဲ့ free membership အချိန်တွေကုန်သွားတော့သူတို့ပြန်ပြီးတော့ join တယ်နောက်တော့ပြန်ပြီး register လုပ်တယ်သို့တော့နောက်ရှိစက်မတက်နိုင်ဘူးပေါ့နော်အဲ့တော့အဲ့လိုမျိုးလူတွေကိုအမနည်းနည်းလေးအကြံဉာဏ်စကားလေးပါလေးပြောပြနိုင်ဦးလဲရှင် thank you ပါဟုတ်ကဲ့ပါဆိုတော့ဒီလိုမျိုးပေါ့နော်ဟိုကြည့်ရတာသူတို့လည်းတကယ်တော့ strong mindset တော့ရှိလိမ့်မယ်ပေါ့နော်သွားလဲသွားခြင်းတယ်ဒါပေမဲ့တစ်ဖက်ကကြတော့အဲ့လိုမျိုးဘေးပတ်ဝန်းကျင်ရဲ့စကားကိုနားထောင်တာပြီးသွားလို့ရှိရင်ကိုလိုရမယ့်အလုပ်ကိုပေါ့နော်ကိုဟာနဲ့ကိုမဆုံးဖြတ်နိုင်ပဲနဲ့သူများနဲ့တိုင်ပင်တာပေါ့နော်အဲ့ဒါမျိုးတွေကလည်းတစ်ခါတလေကြာရင်ကိုကိုဆွဲချတယ်မျိုးမကောင်းတာတော့မဟုတ်ဘူးမတိုင်ပင်နဲ့လို့ပြောတာမဟုတ်ဘူးဒါပေမဲ့ကိုယ်တိုင်ပေါ့နော်လှုပ်ချင်တဲ့စီးပွားရေးတစ်ခုကိုကိုယ်တိုင်ကတာအဓိကဖြစ်တယ်ကိုယ်တိုင်လိမ့်ကိုနားလည်မှာဖြစ်တယ်ဒါပေမဲ့ကိုတစ်ခါတလေကြာရင်တိုင်ပင်လိုက်တာကသူများတစ်ဖက်သားကတော့ကိုအန်တရယ်မဖြစ်စေချင်လို့ပြောလိုက်တယ်ဆိုပေမဲ့ तू ကလည်း
သူ့ကိုလည်းသွားပြီးအပြစ်တင်လို့မရဘူးပေါ့နော်နေမလုံးနဲ့လို့ပြောလိုက်လို့ကိုမလုပ်ဘူးဆိုလို့ရှိရင်ဒီအခွင့်အရေးဆုံးရှုံးသွားရင်ကိုပဲဆုံးရှုံးတာဖြစ်တယ်ပေါ့နော်ဆိုတော့အားရဲ့ကိုတွေ့ပေါ့နော်ညီမဆိုလို့ရှိရင်ဒီအိမ်ဝယ်ခင်တော့ဆိုလို့ရှိရင်ဒါကိုလေးဆိုအိမ်ဈေးကြီးတဲ့အချိန်ကျမှထဝယ်တာပေါ့နော်ဒါကိုယ့်ရဲ့အတွေ့အကြုံကို share ပြတာအရင်တော့ကအိမ်ဈေးတိတ်ပြီးတော့မကြီးတဲ့အချိန်မှာညီမတို့ဒီမြို့မှာလာကြည့်တော့ model home မှအိမ်က4,900,000ပဲရှိရပေါ့နော်ဆိုတော့ဒီဝယ်လိုက်တဲ့ဟာဆိုဒါ model home မဟုတ်ဘူးပေါ့နော်ကိုဟာနဲ့ကိုပြန်ပြီးကိုစိတ်ကြိုက်ပြန်ပြီးအစ်စ်ကိုစောက်ပြီးတော့မှလုပ်ထားတာပေါ့နော်ဆိုတော့အဲ့ဒီအချိန်တုန်းကညီမတို့4,900,000နဲ့ရတဲ့အချိန်တုန်းကညီမကသူများကိုသွားတိုင်နေတယ်နော်အဲ့ဒါစိတ်လည်းmodel home ဝယ်မယ်ဆိုပြီးတော့ကိုကစရင်လဲချပြီးသွားပြီပေါ့နော်သွားတိုင်နေတယ်တိုင်နေတဲ့အခါမှာမဝယ်နဲ့မကောင်းဘူးဒီမျိုးကဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးတွေပြောတဲ့အခါကျတော့ကိုယ်ထဲမှာဗာလဲကြောက်စိတ်ဖြစ်သွားတယ်ကြောက်စိတ်ဖြစ်သွားပြီးတော့ကိုကမှန်မှန်ကတော့ကိုဟာနဲ့ကိုစိတ်အားထက်သန်စွာနဲ့ရှာရာပြီးသွားပြီဝယ်မယ်ဆိုတာလဲဆုံးဖြတ်ပြီးသွားပြီစဘော်လဲချပြီးသွားပြီစရံလဲချပြီးသွားပြီပေါ့နော်ဒါပေမဲ့အဲ့လိုတိုင်ပင်လိုက်တဲ့အချိန်မှာတယောက်ကနေ2ယောက်ကနေပြီးတော့ပြောလိုက်တဲ့အချိန်မှာကိုယ်စိတ်ထဲမှာကြောက်စိတ်ဖြစ်သွားပြီးတော့မဝယ်ဖြစ်တော့မဝယ်ဖြစ်ပဲနဲ့တစ်နှစ်ကျော်လောက်မှဒီဘက်မျိုးကိုပြန်လာဝယ်တဲ့အချိန်မှာ6 သိန်းကျော်ဖြစ်သွားတယ်အဲ့ model home တွေကလည်း8 သိန်းလောက်ဖြစ်သွားတယ်ပေါ့နော်ဘယ်သူဆုံးရှုံးလဲကိုပဲဆုံးရှုံးသွားတာဖြစ်တယ်အဲ့ဒါဘာလဲဆိုတော့ကိုကတော့ဘာရင်မဟုတ်ဘူးသူများတော့သွားပြီးတိုင်ပင်လိုက်တဲ့အခါမှာတကယ်ဆုံးရှုံးသွားတဲ့သူကကိုသာလင်ဖြစ်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့အဲ့ကလေးကညီမကတော့သင်ခန်းစာယူလိုက်တယ်နောက်ဆိုဘသူကိုမှမတိုင်ပင်တော့ဘူးကိုမှန်တယ်ထင်ဘူးကိုစိတ်နဲ့ကိုလုပ်မယ်မှားရင်လည်းခံမယ်တာရင်လည်းဆန်မယ်ပေါ့နော်ဆိုတော့ကြာရှုံးလို့ရှိရင်လည်းကိုကလူသေးသွားတာမဟုတ်တဲ့အတွက်ကြောင့်မို့အထက်ထက်စူးစမ်းပိုင်ခွင့်ရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒီလိုမျိုးပဲကိုစိတ်ထဲမှာတခါတည်းဆုံးဖြတ်လိုက်တယ်အဲ့ဒီအမှားအတွက်လည်းနောင်တတော့မရဘူးသင်ခန်းစာပဲပြန်ယူတယ်ကိုလှုပ်လိုက်တဲ့အရာပေါ်မှာကိုကပြောလိုက်တဲ့အရာပေါ်မှာဘာကောင်းကျိုးပြန်ရလဲဆိုတဲ့ဟာကိုပဲကိုပြန်ပြီးကြည့်ရပေါ့ဘာကောင်းကျိုးမှမရှိဘူးဆိုတော့ဘယ်သူ့မှဘာမှမပြောဘူးကိုလှုပ်เสียရှိတဲ့အလုပ်ကိုကိုဟာနဲ့ကိုဆုံးဖြတ်မယ်ကိုဟာကိုလုပ်မယ်ဆိုရင်ညီမဒီလုပ်ငန်းစားတဲ့အချိန်မှာဘယ်သူ့မှမတိုင်မလို့ဒါတော့မှအမျိုးသားမို့လို့တိုင်မင်တာဖြစ်တယ်အမျိုးသားကလည်းဒါတော့မှ तू ကအသေးမလုပ်ဘူးဆိုပေမဲ့လည်းကိုကဘာလဲဆိုတော့ကိုလည်းဖူတိုင်းအလုပ်လုပ်ထားတဲ့လူဖြစ်တဲ့အတွက်ကြောင့်မို့အိမ်မှာတော့ဒီလိုမနေချင်ဘူးပေါ့နော်အများနဲ့ income ရနေတဲ့လူတယောက်က income မရှိတော့ဘူးဆိုလို့ရှိရင်လည်းဒါကိုယ့်အတွက်ကစိတ်ဖိစီးမှုရှိတယ်ပေါ့နော်ဆိုတော့အလုပ်လုပ်နေတဲ့လူတယောက်ကအများနဲ့အလုပ်လုပ်နေမှပဲပျော်ရွှင်တာဖြစ်တယ်ပေါ့နော်ဆိုတော့ဘလောက်ကလေးပဲရပေါ့နော်ပျော်ရွှင်တာဖြစ်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့အခုဒီထဲမှာပေါ့နော်စိတ်ကိုဟိုပေါ့နော်သွားရင်ကောင်းမလားမသွားရင်ကောင်းမလားကြောက်စိတ်တွေလည်းဖြစ်နေတဲ့လူတွေကိုပေါ့နော်ပြောချင်တာကိုတကယ်ကိုဟာနဲ့ကိုပြန်မေးပါကိုကဘယ်လိုမျိုးလူမျိုးလဲပေါ့နော်အခုလက်ရှိနေတဲ့အရာကိုပဲကိုကြည်နေတဲ့လူလားမဟုတ်လို့ရှိရင်ဒီထက်ကိုပို့ပြီးတော့မှပြောင်းလဲခြင်းတဲ့လူလားတိုးတက်ခြင်းတဲ့လူလားပေါ့ညီမကတော့ဒီရှိနေတဲ့အဲ့ဒီအချိန်ကရှိနေတဲ့အချိန်ထက်ပို့ပြီးတော့တိုးတက်ပြောင်းလဲခြင်းတဲ့လူဖြစ်တဲ့အတွက်ကြောင့်မို့လုပ်ကိုလုပ်မယ်ဆိုတဲ့စိတ်ကိုကိုဟာကိုပဲဆုံးဖြတ်တယ်ဆိုတော့အဲ့လိုမျိုးပဲဆုံးဖြတ်ပြီးတော့ရှေ့တိုးစေခြင်းပါတယ်လို့နော်မှန်တယ်မှားတယ်ကိုသိကျင်တယ်ဆိုပို့အချိန်ပေးပြီးလေ့လာပါဒီလုပ်ငန်းကကိုယ့်အတွက်ဟုတ်တယ်ဆိုလို့ရှိရင်တော့ရှေ့တိုးပါပေါ့နော်နောက်မဆုတ်ပါနဲ့ဘာဖြစ်လို့လဲဆိုတော့ဒီအခုဖြစ်မှာပေါ့နော် digital marketing နဲ့ပတ်သက်တဲ့ဟာတွေ digital platform social media ပေါ်မှာပေါ့နော်လုပ်ငန်းအခွင့်အလမ်းတွေရတဲ့ဟာတွေ income တွေ increase ဖြစ်တဲ့အရာတွေကတကယ်ဟိုမှာတိုးတက်ပြောင်းလဲလာတာဖြစ်တယ်အဲ့တော့ကိုမလုပ်ဘူးဆိုလို့ရှိရင်ကိုပဲကြံခဲ့မှာဖြစ်တယ်နောက်10နှစ်မှလုပ်မယ်ဆိုရင်လည်းဘယ်သူနောက်ကျမှာလဲကိုပဲနောက်ကျမှာအခုသွားနေတဲ့လူတွေဒီထက်တိုးတက်သွားမှာပဲဖြစ်တယ်ပေါ့နော်အဲ့တော့ညီမ2နှစ်ကပြီးခဲ့တဲ့2နှစ်ကဟိုဘယ်လိုပြောမလဲနော်နောက်ကျတယ်ဆိုပေမဲ့ညီမအနေညီမကြတော့ညီမကဟိုပါပေါ့နော်နောက်တရလားဆိုမရဘူးဒါပေမဲ့အမျိုးသားအကြဘာပြောလဲဆိုတော့ညီမလှုပ်လာပြီးတော့တစ်နှစ်မပြည့်ခင်လောက်မှာငါနင့်ကိုတော့စောစောစီးစီးလေးကပေးလုတ်ခိုင်းလိုက်ရရင်ကောင်းသားဆိုတဲ့အရာလေးသူပြန်ပြောလာတယ်ဒါပေမဲ့ညီမကတော့မျိုးသားဖြစ်မတင်ဘူးညီမပြောတယ်ဖေကကိုကိုအခွင့်အလမ်းပေးတဲ့အချိန်ကအကောင်းဆုံးအချိန်ပဲပေါ့နော်ဆိုတော့အဲ့ဒီအတွက်အောင်တာမရဘူးဒီအချိန်မှာကိုနေချာဆုံးဖြတ်ပြီးတော့အဲ့ဒီအချိန်မှာရှိနေတဲ့ energy နဲ့စတင်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့ဒါအကောင်းဆုံးတော့ညီမအတွက်ဟိုစူးစမ်းဖို့အချိန်ဖြစ်တယ်လို့ညီမကတော့သူ့ပြောလိုက်တယ်ပေါ့နော်ဆိုတော့အဲ့လိုပဲပေါ့နော်အခုကြည့်နေတဲ့လူတွေလည်းကို energy ပြည့်နေတဲ့အချိန်မှာစပါကိုအတွက်ဒါတကယ်ဟိုမှ right time ဆိုတာလေးကိုပြောပြချင်ပါတယ်လို့ဟုတ်ဟုတ်ကဲ့ပါThank you ပါအမအရန်ကိုကောင်းတဲ့ points ပါပေါ့နော်အထူးအဖြစ်ပါပေါ့ other people's opinion ပေါ့ဟိုတိုင်မင်းနဲ့ကျမတို့ရဲ့လူမျိုးကအများစုအဲ့ဒါပဲတငယ်ချင်းဆိုလို့ရှိရင်အရန်တိုင်မင်းကြတယ်အိမ်အောင်ဘက်သားတော့တိုင်မင်းရမှာပေါ့ကိုကဘဝခီးလန်းတစ်ခုအတူသွားနေတယ်ဒါမတိုင်မင်းလို့မရအောင်အဲ့တော့အပေါင်းနဲ့မိတ်ဆွေထဲမှာလေလူတွေရဲ့စိတ်ကဖခတ်တယ်တခါတလေတော့ကိုဟိုကူညီတယ်လို့ထင်ရပေမဲ့လို့တကယ်မဖြစ်ကိုမဖြစ်စေချင်တဲ့လူတွေဒါ
ဒါရှိတယ်ပေါ့နော်ဘာဆိုကိုယ့်တဲ့သားမှာဘာဆိုလူတွေကမူတိတာပွားတာအရန်ခက်ကြတဲ့လူဒန်းစားတွေတော်တော်ရှိတယ်ဆိုတော့အဲ့ဒါအရန်ခက်တယ်ဆိုတော့ဥမာဟိုကျမတို့ဆရာဝန်ဆိုတော့ဆရာဝန် example နဲ့ပဲပြောရမယ်ဆိုလို့ရှိရင်တချို့လူနာတွေလည်းအဲ့လိုပဲစိတ်ကဆုံးဖြတ်ချက်မချနိုင်ဘူးဘာလို့ကျမတို့ဆရာဝန်တွေကတော့ထုံးစံတိုင်းပဲကျမတို့တွေ့တဲ့ finding ကိုကျမတို့ option တွေပဲပေးလိုက်တာလေ option 1ကပါရှိတယ်2ပါရှိတယ်3ကပါရှိတယ်ဆို decision က patient ကပဲ choice တော့မှာသူတို့ကြမ်းမှာသူတို့ပဲ decision ချမယ်ပြောဘယ် option သွားမလဲခွဲမလားမခွဲဘူးလားခွဲမယ်ဆိုလို့ရှိရင်လည်းနီးကပါရှိဆိုသူကသူ decision ပဲယူရတာအဲ့ခါမှာသူတို့ဘာလုပ်လဲဆိုလို့ရှိရင်ခုနပြောသူ opinion ပေါ့အဲ့ဒါဒီဆရာဝန်ရဲ့ဟာကိုသူကမယူတန်တရားရှိတာအဓိကစိတ်ကမရဲတဲ့ခါကျတော့ second opinion သွားယူတယ်ဒီထိမစိုးသေးဘူးနောက် third opinion ထပ်သွားယူအဲ့လိုအသိဆရာဝန်တွေအမျိုးဆရာဝန်ယောက်ျားဘက်ကအမျိုးဟိုဘက်ကအမျိုးဆို opinion တွေအမျိုးယူတဲ့နောက်မှာဘာမှမလုပ်ဖြစ်ဘူးအဲ့တော့ယောဂကျွမ်းပြီးတော့မှနောက်ဆုံးမရဘူးပေါ့နော်တိတ်နောက်ကျတယ်ကျွန်မဆိုတော့လေ opinion ယူတဲ့ခါမှာလဲယူပါသို့တော်လည်းပဲ make decision ကို decision လုပ်ပါကိုယ့်ရဲ့ဘဝပဲ you are the CEO of your life ပဲပေါ့နော်ကျွန်မအဲ့ဒါလေးထပ်ပြီးတော့မှအမပြောတဲ့ပုံမှာထပ်ပြီးတော့ add လုပ်ချင်ပါတယ်ပေါ့နော်အဲ့တော့ကျွန်မအနေနဲ့ကတော့ဘာမှတော့ထပ်ပြီးတော့ add လုပ်ဖို့မရှိတော့ပါဘူးကျွန်မအမကိုအရန်ကိုကျေးဇူးတင်ပါတယ်တကယ် late night လည်းဖြစ်နေပြီဆိုတော့ကျွန်မတို့ရဲ့เนาะ follower တွေရောအခု watch เนาะကြည့်ရှုပေးနေတယ်เนาะမိတ်ဆွေလည်းเนาะဟိုအများကြီးရသွားလိမ့်မယ်လို့ကျွန်မမျှော်လင့်ပါတယ်ဆိုတော့ကျွန်မတို့နောက်အပတ်ဒီမှာလည်းเนาะ live talk တွေအများကြီးရှိပါသေးတယ်လို့เนาะ stay tuned เนาะအားလုံး thank you very much bye bye thank you